ကဘာပြက်ခဲ့ရင်လူတွေဘယ်မှာသွားနေကြမှာလဲလူသားတွေကအာကာသထဲမှာတခြားဂျိုတွေကိုတွေးရှိလာပြီးတဲ့အချိန်မှာဒီကဘာမြေကိုစွန့်ခွာဖို့အတွက်ကြံစည်နေကြပါတယ်ဒီဗီဒီယိုမှာတော့တကယ်လို့ကျွန်တော်တို့ကကဘာမြေကိုစွန့်ခွာခဲ့ရင်ဘယ်မှာသွားနေပြစ်မလဲဆိုတဲ့အကြောင်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် channel ကနေပြန်ပြီးတော့ကြိုဆိုပါရစေဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်လို့ channel ကို like and subscribe လေးလုပ်သွားပေးကြပါအောင်ဗျလူသားတွေကအာကာသထဲမှာ rain wall တစ်ခုကိုတိစောက်နိုင်ကြပါမလားတကယ်လို့အဲ့ဒီဟာကိုဖန်တီးမယ်ဆိုရင်လိုအပ်တဲ့ပစ္စည်းတွေရောဘယ်မှာသွားရှာကြမှာလဲ Venus ကနောက်ထပ်ကဘာအသစ်တစ်ခုဖြစ်လာမှာလား Venus ဂျိုပေါ်မှာနေပြခဲ့မယ်ဆိုရင်ကဘာနဲ့ဘယ်လိုကွာခြားမှုတွေရှိနေမလဲဒီအကြောင်းတွေကိုနောက်ပိုင်းမှာပြောပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ပေးသွားပါအောင်ဗျတွားနေပြမဲ့ဂျိုတစ်တွေအကြောင်းမပြောခင်မှာကျွန်တော်အနေနဲ့ဒီကဘာကြီးကိုစွန့်ခွာခြင်းလာတဲ့အကြောင်းကိုဇက်လန်လုပ်ပြီးတော့နောက်ဆက်တွဲကိစ္စတွေကိုပါရှင်းပြပေးသွားမှာပဲကျွန်တော်ကဘာကဂျူပီတာဂျိုရဲ့လ85လုံးနဲ့ကတစ်လုံးဖြစ်နေပြီဆိုပါစို့အရန်အားကောင်းတဲ့ဂျူပီတာဂျိုရဲ့ဆွဲငင်အားကျွန်တော်ဘောဘယ်လိုတက်ရောက်မှာလဲကျွန်တော်တို့ရဲ့ကောင်းကင်အားရောဘယ်လိုပုံစံမျိုးဖြစ်နေမှာလဲဒီလိုပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုအောက်မှာကျွန်တော်ကဘာကြီးကဘယ်လောက်ထိအန်ရည်များနေမှာလဲဂျူပီတာဂျိုဆိုတာကကဘာအလုံးပေါင်း1300ကျော်ဆန်းတဲ့ဓာတ်ငွေလုံးကြီးဖြစ်ပါတယ်မြင်သာတဲ့ဥပမာတစ်ခုပေးရမယ်ဆိုရင်ကဘာဟာစပစ်တီတစ်လုံးအရွယ်ပဲရှိပြီးတော့ဂျူပီတာဂျိုကတော့ဘတ်စကတ်ဘောတစ်လုံးစာအရွယ်ရှိပါတယ်ကျွန်တော်ကဘာကြီးကလတစ်လုံးပဲရှိပေမဲ့ဂျူပီတာဂျိုမှာတော့လအလုံးပေါင်း85လုံးတောင်ရှိပါတယ်ကျွန်တော်တို့ရဲ့စိတ်ကူးရင်ဇက်လန်ဖြစ်တဲ့ကဘာကဂျူပီတာရဲ့လဖြစ်နေတဲ့အကြောင်းကိုပြန်သွားလိုက်ကြရအောင်ဂျူပီတာရဲ့လတစ်စင်းနေနဲ့ဖြတ်တန်းတဲ့ကာလအတော်လေးကိုဆိုးရပါတယ်အကြောင်းကတော့အောက်ဆုံးထိထိုးကျသွားတဲ့အေးစလွန်နဲ့ကဘာပူချိန်ကြောင့်ပဲဖြစ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကဘာကျော်နက်ခတ်ပညာရှင်ဂျက်လစ်ဆော်ဝါကတော့ဒီလိုမျိုးခန့်မှန်းပါတယ်တကယ်လို့ကဘာကဂျူပီတာရဲ့ပတ်လန်းထဲမှာရောက်သွားခဲ့မယ်ဆိုရင်နေကပုံမှန်ထက်ကိုပိုမိန်သွားမှာပါဒီကနေကျွန်တော်တို့ရဲ့ဇီဝဖြစ်စဉ်တွေမှာလိုအပ်တဲ့နေအောင်ကြီးကိုလုံလုံလောက်မရတော့ပါဘူးနောက်တစ်ချက်ကတော့ကဘာပေါ်မှာကျွန်တော်တို့ရှိနေတဲ့တီနီယာနဲ့ပတ်သက်ပြီးတော့လေတူးကလည်းပုံမှန်ထက်ကိုပိုပြီးတော့အေးဆက်သွားမှာပါအနည်းဆုံးပူချိန်ကအနုတ်145ဒီဂရီကနေအနုတ်220ဒီဂရီထိကိုရှိနိုင်ပါတယ်ဒါတွေအကုန်လုံးကနေရာဂျူပီတာကနေ988ကီလိုမီတာအကွာဝေးမှာရှိနေလို့ပဲဖြစ်ပါတယ်ဆိုတော့ဂျူပီတာဟာကဘာလောက်နေလင်းအောင်မရနိုင်တော့ပါဘူးအဲ့ဒီကာလမှာဆိုရင်ပတ်ဝန်းကျင်ကအငင်းမောင်မိုက်နေမှာဖြစ်ပြီးတော့နေတာကလည်းပုံမှန်ထက်ကိုပိုရှိမှာပါကျွန်တော်တို့ကကဘာမြေပြင်ရဲ့တရက်ကြာချိန်ဟာ24နာရီပဲရှိပေမဲ့ဂျူပီတာရဲ့အရင်လတစ်စင်းဖြစ်တဲ့အိုင်ယိုဂျိုရဲ့တရက်ကြာချိန်ဟာနိုင်ပေါင်း40တောင်ရှိပါတယ်နောက်ထပ်ကြောက်စရာတစ်ခုကတော့ပြင်းထန်တဲ့ DER ပဲဖြစ်ပါတယ်ဂျူပီတာရဲ့ဆွဲငင်အားတခြားလတွေရဲ့ဆွဲငင်အားနဲ့ဂျိုကိုတိုင်းရဲ့ဆွဲငင်အားတွေပေါင်းပြီးတော့ကြီးမားတဲ့ DER တွေကိုဖြစ်ပေါ်လာစေပါတယ်အဲ့ဒီကိုဖန်တီးတဲ့အရာဝတ္ထုကကြီးမားလေလေ DA လိုင်းအားပို့ပြီးတော့ကောင်းလေလေပါပဲအခုလက်ရှိကဘာပေါ်မှာ DA ကိုဖန်တီးပေးတဲ့လတိတ်မကြီးသေးပါဘူးဒါပေမဲ့ဂျူပီတာကသူ့ရဲ့အာယိုလပေါ်မှာဖန်တီးထားတဲ့ DE ကတော့အတော်လေးကိုကြီးပါတယ်ဒီပြင်းထန်တဲ့ DE အားကြောင့်ပဲကမ္ဘာအတွင်းပိုင်းကတော်တော်လေးကိုပူလာမှာပါဥပမာဂျူပီတာရဲ့မျက်နှာပြင်ကအနုတ်145ဒီဂရီလောက်အေးဆက်နေပေမဲ့သူ့ရဲ့အတွင်းပိုင်းကတော့နေနီးနီးပူနေသလိုမျိုးပေါ့ဗျာတစ်ဖက်မှာလည်းဒါကမ္ဘာကိုဂျူပီတာပတ်လန်းနဲ့ထက်တွဲလိုက်တဲ့အခါမှာရရှိလာမဲ့တခုတည်းတော့ကောင်းကျိုးဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြပါမယ်ဒီလိုကမ္ဘာရဲ့အတွင်းပိုင်းမှာပူလာကနေစပြီးတော့ဒီလိုင်းတွေကမြင်းငလင်တွေကိုဖြစ်ပေါ်လာစေမှာပါဆိုတော့ဂျူပီတာရဲ့လတစ်စင်းဖြစ်နေရတာကငလင်တွေဆူနာမီတွေနဲ့မီးတောင်ပောက်ကွဲမှုတွေကိုလက်ရခေါ်လိုက်သလိုပါပဲဒီပြင်းထန်တဲ့ရေလိုင်းတွေရှိနေတွေ့လဲတဘာဝအန်ရယ်ပေါင်းစုံလှိမ့်နေအောင်ခံရမှာပါဂျူပီတာရဲ့တန်လိုက်ဆက်ကွင်းကကဘာတက်ကို10ဆပိုအားကောင်းပါတယ်ဆိုလိုတာကကျွန်တော်တို့အသုံးပြုနေကြတဲ့အစပေါင်းတတန်းပုံများတဲ့ဓာတ်ရုံကြီးတွေကိုထုတ်လွှတ်ပါတယ်တကယ်လို့ကျွန်တော်တို့ကဘာကြီးတာအိုင်ယိုလာလိုမျိုးဂျူပီတာနဲ့အရန်နီးကပ်ခဲ့မယ်ဆိုရင်များပြားလာတဲ့ဓာတ်ရုံကြီးတွေကကျွန်တော်တို့သိဆုံးသွားစေနိုင်ပါတယ်ဒီလိုအနေများတဲ့အချိန်ဒီမှာရောလူသားတွေကဘယ်လိုမျိုးရှင်သန်ကြမှာလဲအပူပေးရတဲ့အခန်းထဲမှာအပူကာကွယ်တဲ့အာကာသဝတ်စုံတွေနဲ့နေကြမှာလားဒါမှမဟုတ်မြေအောက်မှာဆက်ပြီးတော့ရှင်သန်ကြမှာလားပထမတနည်းကတော့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ရှင်သန်ဖို့အကောင်းဆုံးနည်းလမ်းကတော့မြေအောက်မှာနေထိုင်တာပါပဲအခုချိန်ကဘာရဲ့အချို့နေရာတွေမှာကဘာပြက်ကတ်ကိုရှောင်ဖို့အတွက်မြေအောက်အဆောက်အုံတွေကိုဆောက်လုပ်နေကြပြီးအထူးသဖြင့်ငွေရှိတဲ့အထက်တန်းလွှာတွေပေါ့ဗျာသူတို့ရဲ့မြေအောက်လုံခြုံရေးဗိမ္မာန်တွေကဘုံတွေကက်ယောဂိုင်နဲ့အမျိုးမျိုးသောဘေးအန္တရာယ်တွေကိုရှောင်နိုင်ဖို့အတွက်ဒီဇိုင်းဆွဲထားကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမြေအောက်မှာဒီလောက်ကြာရင်ဘယ်လိုလုပ်နေနိုင်ကြမှာလဲဗျာပြီးတော့ကျွန်တော်တို့ရဲ့စိတ်နဲ့ကိုယ်ခန္ဓာကဒီပတ်ဝန်းကျင်အသစ်တွေကိုခံနိုင်ရင်ရှိပါမလားစားဖို့အတွက်ဆိုရင်ရောရေရှိဘလို့သွားကြမှာလဲဒီအတွက်ဖြည့်ရှင်းချက်တွေကိုဆက်ပြီးတော့နားထောင်ပေးပါအောင်ဗျတောက်လောင်နေတဲ့ကဘာရဲ့ဦးတိုင်ထိကိုတူးဆင်းသွားပြီးတော့သူ့ရဲ့အပူစွမ်းအင်ကိုအသုံးချရမှာပါပထမဦးဆုံးရေနွေးနဲ့ကြောက်တုံးတွေကနေထုတ်ယူထားပြီးတော့ကဘာအပူချိန်ကိုအခြေခံပြီးတော့ရေနွေးငွေကိုဖန်တီးရပါမယ်ဖန်တီးလိုက်တဲ့ရေနွေးငွေကတာပိုင်ကိုလေပတ်စေပြီးတော့ generator ကိုအလုပ်လုပ်စီမှာပါဒီနည်းနဲ့ gas စွမ်းအင်ကိုရနိုင်ပါတယ်
ကျွန်တော်တို့ရဲ့ကဘာကြီးကဂျူပီတာရဲ့အနီးမှာရှိနေခဲ့မယ်ဆိုရင်လက်စစ်စွမ်းရင်ထုတ်လို့ရတာဒီထက်ကိုပိုပြီးတော့လွယ်မှာပဲဖြစ်ပါတယ်ဒါကဘာဂျူပီတာပတ်လန်းနဲ့ရောက်သွားတဲ့အခါမှာရရှိတဲ့တစ်ခုတည်းတော့ကောင်းကျိုးဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့မှာလက်စစ်တက်ရသွားပါပြီဒါဖြင့်တောက်သုံးရရောဘယ်ကနေရမှာလဲကဘာမျက်နှာပြင်ပေါ်ကရေအားလုံးကတန်းရောင်ကြီးနဲ့ပြည့်နေမှာဖြစ်လို့အပေါ်ဘက်ကတော့အားကိုးလို့မရတော့ပါဘူးတက်ရှင်းတဲ့ရေအရင်းမြစ်ကိုရဖို့အတွက်ကဘာအတွင်းထဲထိကိုတူးဆင်းသွားရပါမယ်။မြေရောက်ကနေရေတွင်းနဲ့တူးရတာဖြစ်လို့လိုင်ကူတွေကိုတော့တတိထားရပါလိမ့်မယ်။ရလာတဲ့ရေကိုလည်းကြိုချက်ပြီးတော့တောက်ဖို့အတွက်အကြံပေးခြင်းပါတယ်။ဒါဖြင့်ကျွန်တော်တို့အတွက်အရေးကြီးဆုံးအစားအသောက်ကရောဘယ်ကနေဘလို့ရမှာလဲ။မြေရောက်မှာရွာတည်ပြီးတော့နေကြမှာဖြစ်လို့ပြင်ဆင်မှုအားကောင်းတဲ့ကျွန်တော်တို့လူသားတွေကအသင့်အစားအသောက်တွေကိုတည်လာကြမှာတော့သိကြပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအစားအသောက်တွေကအချိန်တိုင်းတာတစ်ခုရောက်တော့ကုန်ဆုံးသွားကြမှာပါ။ဒါဆိုရင်ကျွန်တော်တို့ရေရှည်နေထိုင်မှုအတွက်နီလန်တစ်တွေကိုရှာဖွေကြရတော့မှာပါအကောင်းဆုံးကြံကတော့မြေစီလာမပါတဲ့ရေအားလျှက်စစ်ဥယျာဉ်တွေကိုတိစောက်တာပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာဆိုရင်လူတွေကအဲ့ဒီဥယျာဉ်ထဲမှာဆေးဘက်ဝင်အပင်တွေတစ်တီးဝလန်တွေနဲ့ဟင်းနီးဟင်းရက်တွေကိုတစ်နှစ်ပတ်လုံးစိုက်ပျိုးနေကြပါတယ်သူတို့ကဒေါင်လိုက်ပုံစံစိုက်ခင်းနေဖြစ်လို့နေရာလဲတိတ်ပြီးတော့မယူပါဘူးအဲ့ဒီရေအားလျှက်စစ်ဥယျာဉ်တွေကပုံမှန်ဥယျာဉ်တွေထက်စိုက်ပျိုးရလွယ်ကူပါတယ်အဲ့ဒီဥယျာဉ်တွေထဲမှာမွေးမြူရေးတိရစ္ဆာန်တွေကိုလည်းခေါ်လာလို့ရပါတယ်ကျွန်တော်တို့တွေကတက်တက်လွတ်သမားတွေလုံးစရာတော့မလိုတော့ဘူးပေါ့ဗျာဒါဖြစ်ရင်ကျွန်တော်တို့မှာအိမ်လဲရှိပြီးတော့ရှည်လဲရှိပြီးတော့အစားအသောက်တွေလည်းစိတ်ချပါပြီဒါပေမဲ့ပြောတော့မစောပါနဲ့အောင်ဗျနောက်ထပ်စိန်ခေါ်မှုတွေကြံနေပါသေးတယ်လူဆိုတာကရောက်တဲ့နေရာမှာရရင်ရလို့စူးစမ်းတတ်ကြပါတယ်ဒီလိုမြေရောက်ကဘာမှာလည်းစူးစမ်းမှုတွေလုပ်မှာတော့သိကြပါတယ်ကဘာအတွင်းပိုင်းမှာလည်းရောက်တဲ့ရရကိုတို့တူးကြမှာပဲဗျဘာရှိမလဲစူးစမ်းရင်းနဲ့ပေါ့လေဒီလိုတူးစင်းတာကနေလိုင်ကိုတစ်ခုကိုတိုက်မိသွားမယ်ဆိုရင်ဘာဖြစ်နိုင်မလဲထင်လဲဗျတေးကြတာတစ်ခုကတော့မကောင်းတဲ့အရာတွေပဲဖြစ်လာမှာပါမြေအောက်မှာနေရတာဖြစ်လို့ယောဂမျိုးစုံဆွဲကပ်နိုင်ပါတယ်အဲ့ဒီထဲကတစ်ခုကတော့မော်ဟာရီကြောင့်ဖြစ်တဲ့ဂူဖျားယောဂပါသူ့ရဲ့လက္ခဏာတွေကတော့ချမ်းတုံတာကြိုက်ခဲတာဘိုင်းနာနဲ့ဖျားတာတွေဖြစ်တတ်ပါတယ်တက်တာလိုက်ပြန်ဖြစ်လိုက်နဲ့ရေရှည်မပြောက်တဲ့ယောဂဖြစ်လို့အဲ့ဒီကာလမှာဆိုရင်ကာကွယ်ဆေးအများကြီးလိုအပ်မှာပါအဲ့ဒီဂူဖျားယောဂကိုရှောင်နိုင်ခဲ့ရင်တောင်နောက်ထပ်ပြောပြမဲ့ယောဂကိုတော့ရှောင်နိုင်ဖို့သိမသေးကြပါဘူးအဲ့ဒါတော့စိတ်ယောဂပါမြေအောက်မှာနေရတာဖြစ်တဲ့အတွက်လုံလောက်တဲ့နေရောင်ခြည်ကိုမရရှိနိုင်ပါဘူး။နေရောင်ခြည်ပုံမှန်မရလို့ဗီတာမင် D တွေချို့တက်လာကြမှာပါ။ဒီလိုနဲ့စိတ်တို့လွယ်စိတ်ကြလွယ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဒါအပြင်နေမယ်ညမယ်မသိကြတော့လို့လူအဖွဲ့အစည်းကလည်းကမောက်ကမဖြစ်သွားနိုင်ပါတယ်။ဒါတွေကကင်ဆာနဲ့တခြားရောဂါတွေကိုဆွဲကပ်စေနိုင်တဲ့အကြောင်းရင်းတွေလို့တောင်ပြောလို့ရပါတယ်။ဂျူပီတာရဲ့ပတ်လည်နဲ့ကမ္ဘာရောက်သွားပြီဖြစ်လို့ဂျူပီတာကမ္ဘာကိုကျဲတကွန်ရဲ့ရဟန်းနေမကာကွယ်ပေးတော့ပါဘူး။လူသားတွေကဒီလိုမျိုးအဖက်ဖက်ကတိုက်ခိုက်မှုတွေကိုမခံနိုင်ကြတော့လို့စัจ java တွေကတခြားဂျိုရီစီကိုပြောင်းပြေးကြမှာပါဒါကတော့စိတ်ကူးရင်ဇလန်တစ်ခုပေါ့ဗျာဒါဖြစ်ရင်ဒီလိုပြောင်းပြေးမှဆိုရင်ဘယ်နေရာကိုပြောင်းပြေးကြမှာလဲစာရေးဆရာ Larry Niven ရဲ့ဝတ္ထုတွေကစိတ်ကူးရင် Rainwall ကြီးကိုအကောင့်ထဲပေါ်ပြီးတော့အဲ့မှာသွားနေကြမှာလားဒါမှမဟုတ်ရင် Venus ကြီးမှာသွားနေကြမှာလားပထမဦးဆုံး Rainwall ဆိုတာကိုကျွန်တော်ရှင်းပြပါမယ်အဲ့ဒီ Rainwall ဆိုတာကနေကိုပတ်ထားတဲ့အရန်ကြီးရဲ့အဝိုင်းပတ်တစ်ခုပဲဖြစ်ပါတယ်။သူ့မှာလူလုဆွဲငင်အားတွေခေယားစနစ်တွေနဲ့လေထုဖိအားတွေရှိကြပါတယ်။ကဘာထက်အဆ3တန်းလောက်ပိုကြီးပြီးတော့လူပေါင်းတန်းနဲ့ချီပြီးတော့နေထိုင်လို့ရပါတယ်။လက်စွပ်ရဲ့အတွင်းပိုင်းမှာလူတွေနေရမှာဖြစ်ပြီးတော့အပြင်ဘက်ကတော့အာကာသတွေကအန်ဒီယံမျိုးစုံကိုခုခံနိုင်အောင်လို့တိစောက်ထားရမှာပါ။အဲ့ဒီအတွင်းပိုင်းမှာတော့ကုန်းမြေနဲ့ရေတွေရှိနေပါတယ်။အဲ့ဒီ Rainwall ကြီးကိုဘယ်လိုတိစောက်မှာလဲ။အဲ့ဒီကြောင့်မစခင်မှာ Venus ဂျိုစီကိုခဏလောက်ပြန်သွားကြရအောင် Venus ဂျိုရဲ့တချို့အစိတ်ပိုင်းတွေကကဘာနဲ့တော်တော်လေးကိုဆင်တူပါတယ်ဒါကြောင့်မလို့ပဲကဘာနဲ့ Venus ကိုညီမဂျိုရီလို့တောင်နာမည်ပြောင်ပေးထားကြပါတယ်ဂျိုနှလုံးကအရွယ်အစား drug ထုနဲ့ဆွဲငင်အားတွေအတူတူလောက်ပဲရှိပြီးတော့တူညီတဲ့ drug ထုပစ္စည်းတွေနဲ့ပဲဖွဲ့စည်းထားပါတယ်သူ့ရဲ့ဗဟိုမှာတန်သားဥတိုင်းနဲ့ကြောက်သားအလွှာတွေရှိပါတယ်တူညီတဲ့အရာတွေကတော့ဒီလောက်ပါပဲ Venus ဂျိုကိုနေမချက်ခင်မှာသူ့ရဲ့ပြင်းထန်တဲ့အပူချိန်တိတ်တီးလွန်းတဲ့လေထုနဲ့အစိမ့်ငွေတွေကိုတော့မိတ်ထားလို့မရပါဘူးဒါဆိုရင်ကျွန်တော် Rainwall ပဲစောက်လိုက်ကြရင်မကောင်းဘူးလား Rainwall စောက်ရတာလေတိတ်ပြီးလွယ်ကူနေတဲ့ကိစ္စတော့မဟုတ်ပါဘူးဒီလောက်ကြီးမားတဲ့အဆောက်အအုံတစ်ခုကိုစောက်မယ်ဆိုရင်သူ့ရဲ့နေအဖွဲ့အစည်းပေါ်တက်ရောက်မှုတွေကိုထည့်ပြီးတော့စဉ်းစားရမှာပါဒီဟာကြီးကိုအခုလက်ရှိနည်းပညာနဲ့ရောစောက်လုပ်နိုင်ပါမလားဒီဟာကြီးကိုစောက်ဖို့အတွက်ရှားမဲ့ကုန်ကျန်းစင်းရလဲကျွန်တော်တို့ရင်ဆိုင်ရမယ့်အကြီးမားဆုံးပြဿနာတွေကတစ်ခုဖြစ်ပါတယ်ကဘာရဲ့ပက်လန်အနှိမ့်ထဲမှာတိစောက်ထားတဲ့နိုင်ငံတကာအာကာသစခန်းဟာတန်ချိန်424ပါတယ်ကျွန်တော်တို့အခုစောက်မဲ့ Rainwall ဆိုရင်အဲ့ဒီအာကာသစခန်းထက်ကိုအစပေါင်းများစွာပိုပြီးတော့လေးမှာပါလိုအပ်တဲ့ပစ္စည်းတွေကိုရောဘယ်မှာရှာလို့ရနိုင်မှာလဲကံကောင်းစွာနဲ့ပဲဒီပစ္စည်းကို Neptune ဂျိုမှာရှာလို့ရပါတယ်Neptune ဂျိုရဲ့ပက်လန်အပြင်ဘက်မှာရှိတဲ့ Kuiper ကမ္ဘာဟာရေကလုံးနဲ့ဖွဲ့စည်းထားတဲ့ကီလိုမီတာ3ဘီလီယံနီးပါးကျယ်ဝန်းတဲ့အဝိုင်းပက်လန်တစ်ခုဖြစ်ပါတယ်ဂျိုဒိန်အများစုကရေခဲနဲ့ဖွဲ့စည်းထားပေမဲ့ကြောက်တုံးတွေနဲ့ဖွဲ့စည်းထားတဲ့ဂျိုဒိန်တွေလည်းရှိပါတယ်
နဂဗေဒပညာရှင်တွေကအဲ့ဒီကွိုင်ဘာခပတ်မှာစောက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေရှိတယ်လို့ယုံကြည်နေကြပါတယ်ဒါပေမဲ့လူသားတွေကဒီလိုမျိုးတစ်ခါမှမလုပ်ဘူးသေးတော့ဘလောက်ပမာဏလိုအပ်လဲဆိုတော့တိတိကျကျမသိပါဘူးဒီ rain wall ကြီးစောက်ဖို့အတွက်နေအဖွဲ့အစည်းကဂျိုတွေလှတွေဂျိုတိန်တွေအကုန်လုံးနှီးပေါင်းစတေးလိုက်ရနိုင်ပါတယ်ဒါဖြစ်ရင်ဗီးနဲ့ဂျိုမှာလူသားတွေတွားနေနိုင်မှုအတွက်ပြင်ဆင်မှုတချို့လုပ်လိုက်ကြရအောင်ပထမဆုံးဖြည့်ရှင်းဖို့လိုအပ်တာကတော့ဂျိုရဲ့လေထုနဲ့အပူချိန်ပဲဖြစ်ပါတယ်ဗီးနက်စ်ရဲ့မျက်နှာပြင်ဟာ462ဒီဂရီရှိပါတယ်ဒါကခဲအိုတောင်အရေးပျော်စေနိုင်တဲ့ပမာဏဖြစ်ပါတယ်သူ့ရဲ့လေထုကလည်းကဘာထက်65ဆပိုပြီးတော့တိတ်သီးပါတယ်ဒီအခြေအနေနှစ်ခုကြားမှာကျွန်တော်တို့လုံးဝမရှင်းတန်နိုင်ပါဘူးဒီအပူချိန်ကိုဖြည့်ရှင်းနိုင်တာကတော့ဟိုက်ဒရိုဂျင်ဘုံတွေပဲဖြစ်ပါတယ်အဲ့ဒီဟိုက်ဒရိုဂျင်ဘုံတွေကလေထဲမှာကာဗွန်ဒိုင်အောက်ဆိုက်နဲ့ဓာတ်ပြုတ်ပြီးတော့ graphite နဲ့ရေကိုဖန်တီးပေးမှာပါဒီလိုနဲ့ဂျိုရဲ့မျက်နှာပြင်80%ကိုရေနဲ့ဖုံးလွှမ်းသွားမှာပါဒါဟာကမ္ဘာရေရဲ့10%လောက်ပဲရှိတာဖြစ်လို့ရေသွားငုပ်လို့တော့မရပါဘူးဒါပေမဲ့ရေတွေကဂျိုအေးသွားစီမှာဖြစ်လို့အချင်းရလောက်တော့မပူနိုင်တော့ပါဘူးအဲ့ဒီအတွက်လိုအပ်တဲ့ဟိုက်ဒရိုဂျင်တွေကိုဂျူပီတာနဲ့စေတန်ရဲ့ဂျိုတိန်တွေမှာသွားရှာရမှာပါကျွန်တော်တို့ရဲ့ဟိုက်ဒရိုဂျင်ဘုံနေတာတကယ်အလုပ်ဖြစ်ခဲ့မယ်ဆိုရင်ဗီးနက်စ်ရဲ့တိတ်သီးလွန်းတဲ့လေထုကကမ္ဘာထက်3ဆလောက်ပဲပိုပြီးတော့လေးတော့မှာပါဂျိုပေါ်မှာလွမ်းချုံနေတဲ့ဆာလ်ဖျူရစ်အက်ဆစ်တိန်တွေကလည်းလျော့နေသွားမှာပဲဖြစ်ပါတယ်လေထုကိစ္စကိုဖြည့်ရှင်းပြီးသွားပေမဲ့ဂျိုရဲ့လက်ကျန်အပူချိန်တော့ဖြည့်ရှင်းကြရအောင်ပါဒါတွေကိုမပြောခင် rain wall အကြောင်းကိုပြန်သွားကြရအောင် rain wall ကိုတိစောက်ဖို့အတွက်ကုန်ကျန်းရလာပြီပဲဆိုတော့ဗျာဒါကဘယ်ကနေဘလို့တိစောက်ကြမှာလဲဒီ project ကိုအောင်မြင်အောင်လုပ်ဖို့အတွက်နိုင်ပေါင်းတန်းနဲ့ချီကြာမှာဖြစ်ပြီးတော့စက်ရုံပေါင်းတန်းချီမျိုးဆက်ပေါင်းရာချီကိုပေးဆက်ရမှာပဲဖြစ်ပါတယ်အဆောက်အအုံကကြီးမားလွန်းလို့သူ့ရဲ့ molecule နောင်ကြိုးတွေပြတ်ထွက်မတော့အားပြင်းဆုံးပစ္စည်းတစ်ခုလိုပါတယ်အဲ့ဒါကတော့ graphite ပါအဲ့ဒီပစ္စည်းကအရန်ကိုရှားပါတယ် graphite အများကြီးထုတ်လို့ရတဲ့နည်းကိုမတွေ့မချင်းတော့ rain wall ဆောက်ဖို့အတွက်မဖြစ်နိုင်သေးပါဘူးဒါဖြင့် Venus ဂျိုစီကိုပြန်သွားကြရအောင်အရန်ပူတဲ့ဂျိုတလုံးအေးသွားဖို့ဆိုရင်နေအောင်ကြီးလမ်းကြောင်းကိုပြောင်းပစ်ဖို့လိုပါတယ်နေအောင်ကြီးကိုအာကာသစကန်တွေအများကြီးဒါမှမဟုတ်ကြီးမားတဲ့မန်ဘလူးနဲ့ပိတ်ကာလိုက်လို့ရပါတယ်ဒီနီလန်ဂျိုအေးစေရောမကပါဘူးဓာတ်ရောင်ကြီးတွေကိုလည်းရောချပေးမှာပါအခုဆိုရင် Venus ဂျိုကြီးမှာတင်းတင်းနဲ့အပူချိန်နဲ့တင့်တော်တဲ့လေထုကတော့ရှိနေပါပြီဒါပေမဲ့ကျွန်တော်တို့မှာနောက်ထပ်ပြဿနာတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ Venus ရဲ့နေ့ညကြာရှည်တဲ့ပြဿနာပဲဖြစ်ပါတယ်Venus မှာနေ့နဲ့ညတွေကအရန်ကြပါတယ် Venus ဟာကမ္ဘာရဲ့243ရက်မှာတစ်ချိန်လဲပါတယ်ဆိုလိုတာက Venus ရဲ့တရက်တာနိုင်ပေါင်း9800ကြာမြင့်ပါတယ် Rain wall မှာလည်းဒီလိုပြဿနာတွေဖြစ်လာနိုင်ပြီးတော့24နာရီလုံးနေအောင်ရနေနိုင်ပါတယ်ဒီပြဿနာကိုအဝိုင်းဘက်ရဲ့အကက်အနေနဲ့ဖြေရှင်းနိုင်ပါပါဒါရီယာညဘက်မှာနေကိုကာနာယုံတယ်မကဘဲနဲ့နေရဲ့စွမ်းရည်ကိုပါတူလောင်ထားနိုင်ပါပါ Venus မှာလည်းဒီလိုနီလန်းတွေကိုသုံးလို့ရပါတယ်နေကိုလက်ပတ်ပြီးတော့ကာပေးမဲ့မန်တွေကိုသုံးတဲ့နီးပေါ့ဗျာနေကိုထိန်းချုပ်တာကအတော်လေးဝင်ကြီးပေမဲ့ကျွန်တော်တို့စူးစမ်းလာတာဒီအချိန်တွေထိရောက်နေပြီပဲလေအဆုံးထိဖြည့်ရှင်းသွားကြမှာပေါ့ဒီနီလန်းတွေအားလုံးကအကောင့်တွေဖော်ပြခဲ့ရင် Venus ဟာကျွန်တော်တို့ရဲ့ကဘာဂျိုအစ်စ်တစ်လုံးဖြစ်လာမှာပါဂျိုရဲ့စွမ်းငင်အားတော့နည်းနည်းပိုများမှာပေါ့လေRain wall မှာနေမယ်ဆိုရင်တော့စွဲငင်အားနဲ့ပတ်သက်တဲ့ပြဿနာတွေကိုစိတ်ပူစရာမလိုပါဘူးတနာရီကီလိုမီတာတန်း200နှုန်းနဲ့ Rain wall ကလဲပတ်နေခဲ့ရင်စွဲငင်အားပြဿနာတွေလည်းဖြစ်လာမှာမဟုတ်တော့ပါဘူး Rain wall တိဆောက်ခါစားမှာလိုချင်တဲ့အချိန်ကိုလည်းချက်ချင်းမရနိုင်ပါဘူးလူလို့ရင်မဖြစ်တာမရှိလို့အချိန်ကြာလာနဲ့ဒီအမြန်နှုန်းကိုရလာနိုင်ပါတယ်ဒီလိုနဲ့ Rain wall တိဆောက်တာမျိုးရိုးစင်ဆက်လက်ဆင့်ကမ်းသွားမယ့်အလုပ်တစ်ခုဖြစ်လာနိုင်ပါတယ်Venus နဲ့ပတ်သက်ပြီးတော့နောက်ထပ်ခန့်မှန်းချက်တစ်ခုလည်းရှိပါသေးတယ်ကျွန်တော်တို့ကဂျိုရဲ့မျက်နှာပြင်ပေါ်မှာပဲနေထိုင်လို့ရမှာမဟုတ်ပါဘူး NASA ရဲ့အဆိုအရတော့ကျွန်တော်တို့ကလေပေါ်မျောနေတဲ့မိုးပေါ်တိမ်မြို့တွေပေါ်မှာပါနေထိုင်ရမှာပါဒါကလူသားတွေရဲ့ဂျိုတွေအကြောင်းကိုတဖြည်းဖြည်းနားလည်လာချိန်မှာဖြစ်လာနိုင်တဲ့ကိစ္စပါနေပညာတွေခင်မီလာနဲ့မြ Venus ရဲ့တိမ်မြို့တွေပေါ်မှာကျွန်တော်တို့လုံလုံခြုံခြုံနဲ့နေရမှာပါဆိုတော့ Venus မှာလူနေလို့ရအောင်လုပ်တာခက်လားဒါမှမဟုတ် Venus ရဲ့တိမ်တိုက်တွေပေါ်မှာမြို့တီတာပိုခက်မလားဆိုတာကတော့စဉ်းစားစရာပါပဲအခုပြောပြခဲ့တဲ့အချက်တွေနဲ့ဆိုရင် Venus ကကျွန်တော်တို့နေထိုင်ဖို့အတွက်အတော်လေးကိုပြည့်စုံပါတယ်ဒါဖြင့် Rain wall ရောဒီအဝိုင်းဘက်ကြီးကပြင်ဆင်မှုတွေလုပ်ပြီးတာတောင်လူနေလို့ရပါအောင်မလားဒီ Rain wall ရဲ့ molecule နောင်ကြိုးတွေမပြတ်ထွက်အောင်အတော်လေးတော့အားဆက်ရမှာပါမတင်မတ်ထားရဲ့အောက်ကကဲရဲ့တိုက်ခတ်မှုကြောင့်နေနဲ့လည်းပိုပြီးတော့နေသွားနိုင်ပါတယ်ဒါဟာအတော်လေးအပြုတ်သဘောဆောင်တဲ့ခံမှန်းချက်တစ်ခုပါနောက်ထပ်စိုးရတဲ့ဖြစ်နိုင်ခြေတစ်ခုကတော့ဒီအောက်ကခဲတွေကအဝိုင်းဘက်ကိုဖောက်ထွင်းပြီးတော့လေထုကိုပျက်စီးသွားစေနိုင်တယ်ဆိုတာပါဒီခံမှန်းချက်တာမှန်ကန်ခဲ့မယ်ဆိုရင်အဝိုင်းဘက်ပေါ်ကလူသားတွေရဲ့ကန်ဆိုးခြင်းကာလဖြစ်သွားနိုင်ပါတယ်
အခုဗီဒီယိုမှာတော့ကဘာကဂျူပီတာရဲ့လတစင်းဖြစ်သွားလို့ကျွန်တော်တို့ကရှင်တန်ရာဂျိုတစ်ကိုလိုက်ရှာတဲ့စိတ်ကူးရင်ဇလန်တစ်ပုဒ်ကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီဇလန်ရဲ့အန်ကင်ကတော့ Venus ဂျိုကြီးဖြစ်သွားပါတယ်Venus ကအခုလက်ရှိနေဖို့အဆင်မပြေသေးပေမဲ့လုံလောက်တဲ့ပြင်ဆင်မှုတွေနဲ့တာဆိုရင်ကျွန်တော်တို့တင့်တော်တဲ့ကဘာအသစ်တစ်လုံးဖြစ်လာနိုင်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်လို့ channel ကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ